တိုင်းလည်းပါတော့ဟို ပါလိကျွန်တော်ပါတယ်လို့ ရင်တွင်းလေးတောက်လိုက်အောင်ပုတ်ပေးမယ်နော် ကျွန်တော်သူများမဟုတ်တာယွန်တတ်တယ် ဟိုတောက်လိုက်ပါ တောက်ဘူးတင်းတီးပါစေ ဟုတ်ပါပြီကဲကလေးဘာကိစ္စရှိလို့ ဟိုကထင်ရလဲနီးလာပြီလေအဲ့တော့ဟိုဥရှိဦးနဲ့တော်မူစဝဲချင်းလို့ ဦးရှိရိုးနဲ့တော်မိုးကကြလို့အော် ဆန်းလာကြည့်တာ တိပြီဟိုကလေးကတော်မိုးကမှာဦးလိုမျိုးရောဦးရှိရိုးကခိုင်းမှုဟုတ်လား မဟုတ်ဘူးဥရှိဦးကကိုကြီးက အော် ကလေးလေးပါဥရှိနေတော့မဟုတ်ဥ က စိ လေးနဲ့ပဲစကားပြောမယ်မင်းနဲ့စကားမပြောချင်ဘူးနော်ကလေးပြောဗါလေဦးရှိရိုးတော်မိုးကဘူးဟိုဝစ်စုံတွေပါလေလို့ဟုတ်လားအော်လက်ချီတာမချီဘူး ပြောတာပဲမချီးပါဘူးဆိုအဲ့တော့လေးကောင်ကမပြောနဲ့လာညီမလေးသွားမယ် ဟုတ်လေမဟုတ်မချီဘူးဆိုတာကပတ်စံမချီဘူးလို့ဘယ်တော့လို့လဲဟမ်ဦးမူပြူကြီးတောင်းကြည့်နော်မဆိုလို့ဟဲ့တိုင်းခွဲတဲ့ကြိုင်သွားမျိုးဟိုမှာ3သိန်းနဲ့4သိန်းနဲ့ဖြစ်နေတော့ဘယ်လိုလုပ်မလဲ ညီမလေးကိုအိမ်မလေးကပြောတာပဲဥလူပြောရပတ်စံချီးမှာပါလို့ မင်းကဘယ်တော့မလဲဖြစ်နေတာနော်ကလေးနဲ့ဦးလူပြူကြီးနဲ့ကြားထဲမှာမင်းဘာမှဝင်မပါနဲ့သွေးမခွဲနဲ့ ကိုလိုမျိုးကြီးကိုလိုမျိုးကျွန်တော်အထင်လေးလွဲနေတာဟဲကျွန်တော်တော့မခွဲဘူးနော်ကျွန်တော်ညီမလေးကျွန်တော်အိမ်မလေးကစုံးမနေတာညီမလေးနော်ကိုကအရွယ်ရောက်ပြီအိမ်တော်ရသားပြုတ်တဲ့ခါကျရင်လေကြီးမီငိန်ချီးဆိုတဲ့စကား 3သိန်းဝဲ4သိန်းလောက်ယူသွားလိုက်လေ မလို့အဲ့လိုမလို့ဟဲ့ဒါ မ မ ဟုတ် ဟုတ် ဦးလူပြူကြီးကရင်နဲ့ရင်ပြီးတော့ဒါတော်မိုးဝစုံလေးကိုချုပ်ပေးခြင်းတာအမှတ်တရဖြစ်တာဟုတ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီလိုလို့ည8နာရီထိုးလောက်မှကလေးကိုလွတ်ပေးလိုက်ပါ ကိုလိုမျိုးကြီးဘာစကားပြောอ่ะ မဟုတ်လေ ည7နာရီကျတော့ကျွန်တော်ညီမလေးတော့လွတ်တော့မလားမဟုတ်ကျွန်တော်ကိုယ်တိုင်လာယူမယ်လေ ဟမ်ကံကောင်းတယ်မင်းမလာနဲ့တော့ ဘာလို့ ကိုကမကျွေးလာပြေးသွားတာလေနော်တော့မယူပါလိုက် ကျန်တယ်ပြေးပြေးမဟုတ်ပါဘူးကျွန်တော်ယူလိုက် မဟုတ်ဒါကလေးဝစ်စုံအတွက်ကလေးအတွက်ပဲနော်ကလေးချီးတယ်လို့သဘောမထားနဲ့ဒီလူနဲ့ဒီလူကဟိုချီးရမှာမဟုတ်ဘူး ဟုတ်တယ်တဘောပေါက်တယ် နေလေ တဘောပေါက်တယ်မဟုတ်လက်ကြီးတာကလေးကျတော့လေနုတော့လေကျွန်တော်ညီမလေးနုဘာပါဟဲ့ဆက်ရလက်ပေါ်မှာအဲ့လိုလေကောင်ကန် ကလေးလေးတော့မို့တော့ဦးစီလို့တော့မို့ ဟုတ်နော်ကိုဘာဖြစ်လို့လဲ တအိမ်မှာအနာပေါက်လို့တဲ့အဲ့ဒါရန်ကုန်ဆေးဝင်ရှိသွားပြီးချစ်ထုတ်ရမယ်တဲ့ တိမ်မနာပေါက်လို့ရောက်ဖာရငါပြောတယ်တအားမတောင်းနဲ့လို့အခုတော့အတောင်းများတော့ဖြစ်ပြီပေါ့ကွာတဲ့ကောင်တားလို့ကိုမရတာနှွေဘာမှမဘူးလေနှွေရဲ့အကူဆိုတာလေကိုကိုရဲ့အကူပေါ့ကိုရဲ့တငယ်ချင်းအကူရောက်ဖာပေါ့နှွေရဲ့နှွေဘာမှစိတ်မကောင်းဖြစ်နေနော်နှွေနော်ဟိုအဲ့ဒါကိုဘာကူညီပေးရမလဲ ဟာနဲ့မှလည်း တောင်းဝင်ယူမယ်ဘာမှအားမငယ်နဲ့ဟုတ်ပြီလားနော် စစ်စစ်ပါ တနာပါလေနှွေ ဘာဖြစ်ရတာလို့ဘာဖြစ်တာလဲ ဟဲ့အကိုကြီးလေမီးရဲ့သွေးဆုံးယောဂဖြစ်နေလို့ ကိုယ့်ရဲ့ချစ်ရောက်ဖာကြီးကမိရဲ့သွေးဆုံးယောဂဖြစ်နေတာဩသူလေအသက်ကြီးပြီလေရောက်ဖာမလိမ္မာဘူးဒီကောင်ဘာမှမပူနဲ့ငါဘာမှမပူနဲ့တော့ကိုကျန်ဆိုင်ဘာမှမပူနဲ့တော့ကိုအကုန်တာဝန်ယူမယ်နော်အဲ့ဒီမိရဲ့သွေးဆုံးကယောဂကြီးကိုမပြောင်းမချင်းကိုကုသပေးမယ်ဗျာနော်သေသွားပါစေအဲ့သေတဲ့ထိကိုလိုက်ကုသပေးဦးမှာနော်ဘာမှမပူနဲ့တော့ စစ်စစ်လိုက်တော့ခုတ်ပြီး ရှားပါတယ်လေမင်းပူလာရလူကပူတယ်နော်ဟောကျမလည်းပြူရတယ်ရပါတယ်ငါလူကပူတာမဟုတ်ပူတာငါစိတ်ကပူနေတာကွာဟမ်ဟုတ်ပါကျဘာလို့စိတ်ပူတာလဲရောက်ပါရဲ့ရောက်ပါဘာလို့စိတ်ပူစရာရှိလို့လဲရောက်ပါရဲ့အဲ့ဒီကိစ္စပဲကွာငါလည်းရှက်လဲရှက်ပါတယ်အဲ့ဒီကိစ္စတော့မင်းစီလာတာဘာကိစ္စကိုရှက်တာလဲမင်းကလည်းတမီးယောက်ကကြားထဲမှာရှက်စရာမဟုတ်ဘူးနော်မင်းပြောတာရှိတယ်ပုံပုံလင်းလင်းပြောရောက်ပါအေးပါမလို့ပြောအေးပြောဖို့ကိစ္စပဲလာတာအေးဘာလို့မင်းတို့သိတဲ့အတိုင်းပဲလေကွာငါနဲ့ငါညမလေးနဲ့မောင်နှမနွေလေးငါကြည့်တယ်လေရောက်ပါကြောက်နွေဘာဖြစ်လို့လဲငါပြောသမှာကွာငါရှင်လေးဦးလို့ပြောသမှာကွာဟုတ်ပါပြီဘာဖြစ်လဲနွေငါကတားဆိုးရင်ငါသူ့ကူပါကွာငါစိတ်ပူလို့ပါရောက်ပါငါစိတ်ပူတာလိုင်းကိစ္စလေတခြားတော့မဟုတ်ငါညမလေးကအပြိုကြီးဖဖလည်းဖြစ်နေဆိုတော့မင်းတို့လည်းသိရသားနဲ့အိုးသိတော့ဗောလှလာတယ်တော်လာတယ်နော်မင်းထွားလာတယ်နွေလေးကအေးပါငါလည်းတိမ်နေနေတာကွာငါညမပါငါသိပါတယ်နော်ငါလည်းသိပါတယ်ရောက်ပါအေးအဲ့ဒါပြောပြတာဒါသူ့ကိစ္စကွာ
မင်းဘာဖြစ်လို့လဲပြောစမ်းပါကွာမင်းအဲ့စကားကိုဖြစ်မထားနဲ့ငါရင်နေပူလေပြောစမ်းပါခိုင်ပြီးတော့ဖြစ်တယ်မင်းကလည်းငါတက်ပို့စိုးရိမ်နေတယ်ခဏနေပေါ့ငါပြောတာလေပြောဆောလို့ကွာဘာဖြစ်တာလဲပြောစမ်းပါငါညမလေးအခုဖြစ်နေတာအေးမင်းကလေးယောဂါကွာမင်းကလေးယောဂါဘာယောဂါလဲဘာယောဂါမလဲကွာသူစပင်းရှိမင်းတို့သိတယ်မလားစပင်းရှိနဲ့လေလာတယ်အေးလာပါတယ်ဟုတ်တယ်အေးအခုအဲ့ဒီစပင်းရှိကိုကွာခေါင်းလျှော်လိုက်တာခေါင်းလျှော်တာအေးရေပြောင်းမတုတ်ဖဲနဲ့အပူရှက်ပြီးအခုဒူလာဖြစ်နေလို့လာတယ်နော်မင်းဒူလာလည်းလာတယ်အော်မဟုတ်လေဒူလာရောဘာဒူလာရောဘာလို့ဥမာပြောရလဲကွာမကြည့်နဲ့ငါတောင်းဝင်ယူတယ်ငါပတ်စံပေးလိုက်ရင်တော့နွဲဒူလာပြောင်းမှာပါနော်ဟာပြောင်းမှာဗောပြောင်းမှာနွဲဒူလာငါကုမယ်ငါဟိုမြို့ကိုတောက်ကုမှာအေးငါကိုယ်လည်းကုပေးမယ်ကွာအမလီနွဲဒူလာအမြန်ပြောက်ပါစီကွာငါစိတ်နဲ့ကြစိတ်လိုက်哇，ဒီမှာကူးတဲ့ကြားရလို့ဖြစ်တာလေကွာကိုပိုးကြောက်ဟာတော့နေကွာမင်းမြင်လားပိုးကြနေတာငါတွေ့တယ်လေမီးပူပြီးတော်တော်ပိုးကြတာပဲဟုတ်တယ်ဒီနေ့ရောက်အမေဦးမယ်ငါရောက်ပါတွေ့ပြီလားဘယ်ရောက်ပါငါချစ်ရောက်ပါလေအုံတိုင်းလေကွာမင်းကလေမင်းကတော့မတက်မရတဲ့တားပြောနေဟာလားဟုတ်ပြီလေချစ်ရောက်ပါအုံတိုင်း ဟုတ်တယ်လေဘာမလို့လဲ အေးအောင်မင်းဘာလာပြောနေရလဲအုံတိုင်းဆိုတာငါတူရီတော့ရောက်ပါကွာဟိုတလားပဲရောက်အသေးအတန်ဖြစ်လို့ကွာငါရောက်ပါလေခင်ဗျကွာတအိမ်မှာအနာပေါက်လို့ပတ်စံလိုလို့ ဘုရားမရှိတာကအခုကပဲသိတော့တယ်ဟာလေမင်းစစ်သားကြီးတိမ်မာနာပေါက်တာမိန်းမတွေဖြစ်တာယောက်ျားလေးကဘယ်ဖြစ်ပါတော့လို့ဟာမင်းကွာမင်းရောက်ဖြစ်လို့ပဲအခုစိတ်ုံတင်ရတာလေကွာငါရောက်ပါတအိမ်မှာအနာပေါက်တာမင်းချစ်တော့မလားဘာလားမသိဘူးနော်မင်းသူဘလို့ချစ်တော့မင်းမားနေတယ်အနာမားနေတာအနာမငါ့ရဲ့ຫນွယ်လေးရလေငါ့လာပြောသွားတာမတမရမတမမရဲ့ချစ်ရောက်ဖတ်လေးအုံတိုင်းကဖြစ်နေတာအနာအဲ့နာမဟုတ်ဘူးဘာလဲဟိုသွေးဆုံးမီးရကိုင်ဟေးသူတာနဲလာ ਈ လားကော်ဖီရဲ့ငါကောင်းပြောနေတာအေးမီးရဲ့သွေးဆုံးဆိုတော့မိန်းကလေးတွေဖြစ်တာကွာအေးဟိုကတိမ်မှာအနာပေါက်တာမှယောက်ျားလေးတွေဖြစ်တာမင်းနားလည်းမလဲပဲနဲ့ကွာမင်းဘူးသူတာနဲနေတာမင်းမနေတာမင်းမဟုတ်တာအေးအမလေးတိမ်မှာအနာပေါက်တာမှယောက်ျားလေးဖြစ်တဲ့ယောဂမီးရဲ့သွေးဆုံးကင်တာအဲ့ဒါမိန်းကလေးဖြစ်တဲ့ယောဂကွာမင်းနားမလဲမပြောနဲ့မင်းအဲ့ဒါလေမိန်းကလေးဖြစ်တာပဲမဟုတ်ဘူးကွာအဲ့ဒါမင်းမင်းမီးရဲ့သွေးဆုံးကမမင်းကလေးဖြစ်တာလို့ငါပြောငါပြောနေတော့မင်းမားနေတယ်အဲ့ဖာနဲ့ပတ်သက်ရမှာမဟုတ်ဘူးမင်းသွားလိုက်တော့သွားရဟုတ်လားကိုမရှိဘူးမင်းကပြောရတယ်ရှိသေးမီးရဲ့သွေးဆုံးကင်တော်များအမလေးယောက်ျားလေးယောဂတဲ့မှတ်တာမင်းမှတ်တာနော်တိမ်မှာအနာပေါက်တာမှယောက်ျားလေးယောဂကွာတော့ကျုပ်တို့ယောဂနဲ့လိန်ပြီးတော့တောင်းသွားတာဘောပတ်ဆိုင်အဲ့ကြောင့်မျိုးငါပြောပါတယ်အဲ့ဒါမိမယောဂကြီးပါမင်းပြောတဲ့ယောဂနဲ့မိမယောဂလို့ငါပြောတာတော်ပါတော့ကွာမင်းတို့ကယောဂနဲ့ခံမလေးမောတာကွာဘာဖြစ်လဲဟိုဘာလဲပြောပါအုံတိုင်းနဲ့ຫນွယ်နဲ့ဇွာထိတ်ကထမ်းမင်းနေကြတဲ့မှာထိုင်နေတာငါတွေ့ခဲ့တယ်ဟောဇွာထိတ်ကတွေ့ပြီထမ်းမင်းနေကြတဲ့မှာတွေ့ပြီဒီလိုလုပ်မယ်တုံးစရာလည်းတရားမှမရှိတော့ဘူးတရားမရှိကိုကြီးလည်းဘယ်လိုလုပ်တတ်နိုင်မှာလဲဟိုတကာလိုပဲပေါ့သွေးဆုံးမီးရဲ့တို့ဥဆွေရိုးတော်မိုးတို့ဒူလာတို့သွားပြောပြီးတော့ကြားရပြောင်းအဲ့ဒါလိန်မိသားကြီးကိုလိန်မိသားပြီဘာချစ်ပြီးတာလဲတကူလိုက်တာကုပြီးသွားပြီလားပြီးသွားပြီလားမီးရဲ့သွေးဆုံးမှာတခါတည်းကုလိုက်လေဟာဒါနဲ့မီးရဲ့သွေးဆုံးကလေဆရာဝန်ကတော့ကျွန်တော်ဆေးတော့ပြီးတော့ကောင်းတာလေပြီးတော့ကုလိုက်သေးတယ်ဥဆွေရိုးတော့မဟုတ်ဘယ်နေရာမှာသွားကလဲအဲ့ဥဆွေရိုးကိုပြောကပြီးသွားညမကတော့ပြီးသွားအိမ်မှာကလိုက်တာနေတယ်ငါတော့လေအခုမှကျွန်တော်တို့ဝမ်းတာကျွန်တော်တို့လေအကျွမ်းဆက်ချင်လို့လိုက်ရှာနေတာဘာဟုတ်ရှာတာလဲမင်းတို့ကကျွန်တော်တို့ကဇွာကိုရှာနေတယ်ကျွန်တော်တို့မတွေ့တော့လို့အမကျွန်တော်နေတာဇွာကြီးပြောက်တာကျွန်တော်ဇွာကြီးကျွန်တော်မတွေ့တော့ဘူးအဲ့ကဇွာပြောက်တာမဟုတ်ဘူးငါတို့မရှိတဲ့ယောဂတွေနဲ့လိန်ပြီးတော့မင်းတို့မောင်နှမ2ယောက်ပျောက်သွားတာမင်းတို့ပျောက်တာအဲ့တော့ဘာလုပ်လဲကွာအဲ့ကောင်ဘာလုပ်လဲအေးအဲ့ဒီကောင်တခါတည်းပျောက်သွားအဲ့ဒီကန်ထဲသာပြစ်ချလိုက်ကျေးဇူးပါဒီကဘာလဲကိုရမလို့နာပါနဲ့အဲ့ဒီဟာဒီကန်ထဲမှာမျောပြနေရမျောပြစ်ချလိုက်ပြစ်ချမယ်